ရွာတရွာမှာလယ်သမားတဦးကလယ်ကွင်းကျဲထဲမှာငှက်ပြိုးပင်တွေတင်းစီစိုက်ပျိုးခဲ့တယ်။နေတိုင်းမနက်စောစောထဈေးသွင်းတယ်မြေစီထဲ့တယ်ကိုသားသမီးလိုဂယူးဆိုင်ပြုစုခဲ့တယ် အချိန်ကြာလာတော့ငှက်ပြောပြင်တွေကအရွက်စိန်လမ်းအသီးတွေပေါများလာတယ်။လေသမားရဲ့မျက်နှာပေါ်မှာမျော်လင့်ချက်နဲ့အပြုံးတွေပြည့်လာခဲ့တယ် ဒါပေမဲ့ဒီနေ့မှာတော့လေကွင်းဘေးကတိုးရဲကနေမြောက်အုပ်ကြီးတအုပ်ရုတ်တရက်ထွက်လာခဲ့တယ် မြောက်တွေကငပြောသီးတွေကိုခူးစားတယ်အပင်တွေကိုလည်းဖျက်ဆီးပစ်ကြတယ်လယ်သမားကကြောက်လန့်ပြီးအိမ်ထဲကနေမထွက်ရဲပဲထိတ်လန့်စွာကြည်နေကြရတယ် နောက်ဆုံးမှာတော့လယ်သမားကတောထင်းထားလာကိုချက်ချင်းဖုံးဆက်ခဲ့တယ်။ကင်းဆယ်ကြီးအဖွဲရောက်လာပြီးမြောက်တီကိုဘီးကိန်းနဲ့တော်တဲ့ပြန်ပို့ခဲ့ကြတယ် မြောက်တွေတော့ထပ်သွားခဲ့ပြီမဲ့လယ်သမားရဲ့အကျိုးကတော့အကျိုးအမြတ်တွေအရင်လိုမရနိုင်တော့ပါဘူးတခါတလေမှာကိုကဘလောက်စူးစမ်းထားပါစေအနှောက်အယှက်တွေဝင်လာတဲ့အခါပလက်စီမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်